အပူမယူတတ်တဲ့သူတစ်ယောက်ဖြစ်အောင်နေပါဟိုတနေ့ကကျမနဲ့ရင်းနှီးတဲ့အမတစ်ယောက်ပြောဘူးတဲ့စကားတစ်ခွန်းကိုအခုထိမမေ့သေးပါဘူးသူကပြုံကြီးနဲ့အသက်ကြီးလာလေလေတဲ့ငါနိုင်ခြင်းတဲ့အရာတွေနဲလာတယ်ဒါပေမဲ့စိတ်အေးချမ်းခြင်းတဲ့စိတ်ကတော့ပိုများလာတယ်လို့ပြောခဲ့ပါတယ်အဲ့ဒီစကားကိုကြားတော့ကတော့သိပ်ပြီးတော့နားမလည်ခဲ့ပါဘူးဒါပေမဲ့ဘဝကိုနည်းနည်းပိုဖြတ်တန်းလာတဲ့အခါလူတွေနဲ့ပူးတွေ့လာတဲ့အခါနာကျင်မှုတွေနဲ့ပို့ပြီးတော့ကြုံတွေ့လာတဲ့အခါအဲ့ဒီစကားရဲ့အဓိပ္ပာယ်ကိုတဖြည်းဖြည်းနားလည်လာပါတယ်တကယ်တော့ကျမတို့ပင်ပန်းနေတာကအလုံးများလို့တခုတည်းမဟုတ်ပါဘူးကိုနဲ့မဆိုင်တဲ့အရာတွေကိုပါလိုက်ပြီးတော့အပူယူနေလို့လည်းဖြစ်ပါတယ်ကြည်ရောက်ရဲ့စကားတစ်ခု Facebook ပေါ်က contact တစ်ခုကိုမကြိုက်တဲ့သူတစ်ယောက်ရဲ့အမြင်လူတစ်ယောက်ရဲ့အပြုအမူအဲ့ဒီလိုအရာလေးတွေကတနေ့လုံးပြန်တွေးနေမိတယ်ဘာလို့သူကဒီလိုပြောတာလဲငါဘာများမှားသွားလို့လဲသူငါ့ကိုမကြိုက်တော့ဘူးလားအဲ့ဒီအတွေ့တွေကဖြစ်ခဲ့တဲ့အဖြစ်ပြက်တဲ့ကိုယ်စိတ်ကိုပို့ပြီးတော့ပင်ပန်းစေပါတယ်ဒါကြောင့်ဒီနေ့ကျမပြောပြချင်တာကအပူမယူတတ်တဲ့သူတစ်ယောက်ဖြစ်အောင်နေပါဒါပေမဲ့အပူမယူဘူးဆိုတာကလူတွေကိုဂရုမစိုက်တော့ဘူးလို့ဆိုလိုတာမဟုတ်ပါဘူးတာဝန်မယူတော့ဘူးလို့ဆိုလိုတာလည်းမဟုတ်ပါဘူးရှင်အပူမယူတတ်တဲ့သူဆိုတာကမပြောင်းလဲနိုင်တဲ့အရာတွေအတွက်ကိုယ်စိတ်ကိုအယမ်းမပင်ပန်းစေတဲ့သူကိုပြောတာပါကျမတတိထားမိရတခုရှိပါတယ်စိတ်အေးချမ်းတဲ့လူတွေကအရာအလုံးပြည့်စုံနေလို့မဟုတ်ပါဘူးသူတို့ကဘယ်အရာကိုစိတ်ထဲမှာထည့်တဲ့နဲ့ဘယ်အရာကိုလက်လွတ်ထားတဲ့နဲ့ဆိုတာကိုသိလာကြလို့ပါဥပမာလူတစ်ယောက်ကကိုယ်ကိုမကြိုက်ဘူးဆိုပါစို့အရင်ကအဲ့ဒါကိုရပောင်းများစွာစဉ်းစားမိတယ်ကိုပြောင်းလဲဖို့ကြိုးစားမိတယ်လူတိုင်းသဘောကျအောင်နေဖို့ကြိုးစားမိတယ်ဒါပေမဲ့နောက်ဆုံးမှကျတော့လူတိုင်းသဘောကျတဲ့သူဆိုတာကဒီကမ္ဘာပေါ်မှာမရှိဘူးဆိုတာသိလာတယ်တချို့လူတွေကကိုကောင်းနေရင်တောင်မှပဲမကြိုက်ဘူးဆိုတာရှိနိုင်တယ်တချို့လူတွေကကိုဘာမှမလုပ်ရင်တောင်မှပဲဝေဖန်နိုင်တယ်ဒါဆိုရင်သူတို့ရဲ့အမြင်အတွက်ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုဘာလို့အလဲလုပ်ရမှာလဲနောက်တစ်ခုကျမတို့အပူယူတတ်တဲ့အရာကအတိတ်ကပါအဓိကသာအဲ့ဒီတုန်းကသာအဲ့လိုမလုပ်ခဲ့ရင်ငါအဲ့ဒီစကားကိုမပြောခဲ့ရင်ဒီလိုအတွေးတွေနဲ့ပြီးသွားတဲ့နေ့တွေကိုအချိန်ချင်းပြန်လည်ရှင်းသန်စေပါတယ်ဒါပေမဲ့အတိတ်ကိုတော့ပြန်ပြီးတော့မပြောင်းလဲနိုင်တော့ပါဘူးကိုပြောင်းလဲနိုင်တာကဒီနေ့ရဲ့ရွေးချယ်မှုတွေပါပဲဒါကြောင့်ပြီးခဲ့တာတွေကိုသင်ခန်းစာယူပါဒါပေမဲ့အဲ့ဒီထဲမှာအိမ်မဆောက်ပါနဲ့နောက်တစ်ခုကလူတော်တော်များများကအနာဂတ်အတွက်လည်းအပူယူတတ်ကြတယ်မအောင်မြင်ရင်ဘယ်လိုလုပ်မလဲသူထွက်သွားရင်ငွေမလုံလောက်ရင်ဒီလိုမဖြစ်သေးတဲ့အရာတွေအတွက်ဒီနေ့ကိုပါပျက်စီးခံလိုက်ကြပါတယ်တကယ်တော့အနာဂတ်ကိုပြင်ဆင်လို့ရတယ်ဒါပေမဲ့ကြောက်ရွံ့နေုံနဲ့တော့အနာဂတ်ကပို့ပြီးတော့ကောင်းဝင်မလာပါဘူးကျမတို့ဘဝမှာထိန်းချုပ်လို့ရတဲ့အရာတွေရှိတယ်ထိန်းချုပ်လို့မရတဲ့အရာတွေရှိတယ်လူတွေရဲ့စကားလူတွေရဲ့အမြင်လူတွေရဲ့စိတ်ဒါတွေကိုကိုယ်တိုင်ကထိန်းချုပ်လို့မရပါဘူးဒါပေမဲ့အဲ့ဒီအရာတွေအပေါ်ကိုဘယ်လိုတုံ့ပြန်မလဲဆိုတာတော့ကိုရွေးချယ်လို့ရပါတယ်တခါတလေအနိုင်ရတာထက်စိတ်အေးချမ်းခြင်းကပို့ပြီးတော့တန်မိုးရှိပါတယ်အဖြေပြန်ပေးနိုင်တာထက်ပြုံးပြီးတော့ကြော်သွားလိုက်နိုင်တာကပိုတန်မာတဲ့စိတ်ထားတစ်ခုဖြစ်နိုင်ပါတယ်ဘာလို့လဲဆိုတော့ဘဝမှာအရာရာကိုလက်ထဲမှာစုပ်ထားလေးပို့ပြီးတော့ပင်ပန်းလေးပါပဲတချို့အရာတွေကိုလွှတ်ချလာလိုက်တဲ့အချိန်မှာကိုယ်နှလုံးသားကတကယ်ပေါ်ပါသွားတတ်ပါတယ်တခုတော့ကျမတို့အားလုံးသတိထားရမယ့်အရာတစ်ခုရှိပါတယ်အပူမယူတတ်တဲ့သူတယောက်ဖြစ်ဖို့ဆိုတာကတရက်ထဲနဲ့ဖြစ်မလာနိုင်ပါဘူးနေ့တိုင်းကိုယ်စိတ်ကိုနည်းနည်းချင်းပဲလေ့ကျင့်ရတာပါကျမတို့အရာအလုံးကိုပြောင်းလဲခြင်းကြတယ်လူတိုင်းကိုနားလည်ပေးစေခြင်းကြတယ်လူတိုင်းကိုအပေါ်ကောင်းစေခြင်းကြတယ်ကိုယ်စီစဉ်ထားတယ်လို့အရာအလုံးဖြစ်စေခြင်းကြတယ်ဒါပေမဲ့ဘဝကအဲ့ဒီလိုအမြဲတမ်းဖြစ်မလာပါဘူးအဲ့ဒီအချိန်မှာပင်ပန်းသွားတာကအဖြစ်ပြက်ကြောင့်မဟုတ်ပါဘူးဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတော့ကိုယ့်ရဲ့စန့်ကျင်တဲ့စိတ်ကြောင့်ပါတခါတလေလက်ခံလိုက်တာကလက်လျှော့လိုက်တာမဟုတ်ပါဘူးအမှန်တရားကိုငြင်းငြင်းချမ်းချမ်းနဲ့ရင်ဆိုင်လိုက်တာပါဥပမာတယောက်ကကိုယ်ကိုမကြိုက်ဘူးအဲ့ဒါကိုလက်ခံလိုက်ပါလူတိုင်းရဲ့စိတ်ကိုကမပြောင်းလဲနိုင်ဘူးကိုပြောင်းလဲနိုင်တာကကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုပါပဲနောက်တစ်ခုအပူမယူတတ်တဲ့သူတွေမှာတွေ့ရတဲ့အလေးအချင်းတစ်ခုကသူတို့ကမလိုအပ်ဘဲနဲ့ညှင်းခုန်မှုတွေကြားတွေကိုမဝင်ကြဘူးအနိုင်ရဖို့ထက်စိတ်ချမ်းသာဖို့ကိုပို့ပြီးတော့ရွေးချယ်ကြတယ်။ဘာကြောင့်လဲဆိုတော့ဒီစကားနိုင်သွားလို့
ဘဝကပိုကောင်းလာတာမဟုတ်ဘူးဆိုတာသူတို့သိထားကြလို့ပါပဲတချို့အငင်းပွားမှုတွေမှာတိတ်တိတ်လေးထွက်လာလိုက်တာကရှုံးတာလုံးဝမဟုတ်ပါဘူးကိုယ်စိတ်ကိုကာကွယ်လိုက်တာပါနောက်ပြီးတော့လူတိုင်းကိုကိုညီခြင်းတဲ့စိတ်ကကောင်းပါတယ်ဒါပေမဲ့လူတိုင်းရဲ့ပြဿနာကိုကိုပခုံးပေါ်တင်ထားဖို့တော့မလိုပါဘူးတချို့ဝန်ထုတ်ဝန်ပိုးတွေကသူတို့ကိုယ်တိုင်တည်ရမယ့်အရာတွေပါကိုကအားပေးနိုင်တယ်လမ်းညွှန်နိုင်တယ်ဒါပေမဲ့သူတို့ဘဝကိုသူတို့အစားကိုကမရှင်းသန်ပေးနိုင်ပါဘူးဒါကိုနားလည်လာတဲ့အခါစိတ်ကပိုပြီးတော့ပေါ်ပါလာတယ်နောက်ထပ်သင်ယူရတဲ့အရာတစ်ခုကတချို့လူတွေကကိုယ့်ဘဝထဲမှာအမြင်တွေကိုရောက်လာတာမဟုတ်ဘူးဆိုတာပါပဲတချို့ကသင်ခန်းစာပေးဖို့လာတယ်တချို့ကအမှတ်တရတွေကိုပေးဖို့လာတယ်တချို့ကငါတို့ကိုပို့ပြီးတော့ရင်းချက်စီဖို့ရောက်လာကြတယ်ဒါကြောင့်ထွက်သွားတဲ့သူတိုင်းကိုအတင်းပြန်ဖန်ထားဖို့မလိုပါဘူးလူတစ်ယောက်ထွက်သွားလို့ကိုယ်တံမိုးကလျော့မသွားပါဘူးအခြေအနေတစ်ခုအဆက်မပြေလို့ကိုဘဝကဆုံးရှုံးသွားတာလည်းမဟုတ်ပါဘူးတခါတလေဘဝကကိုယ်စီကတချို့အရာတွေကိုယူသွားတာကပိုကောင်းတဲ့အရာတွေအတွက်နေရာဖယ်ပေးရလဲဖြစ်နိုင်ပါတယ်ဒီနေ့ကစပြီးကိုဒီလိုမျိုးလေးမေးကြည့်ပါဒီအရာကနောက်9နှစ်ကြာရင်ငါအတွက်အရေးပါနေအောင်မလားအဖြေကမဟုတ်ဘူးဆိုရင်ဒီနေ့ကလေးကအဲ့ဒီအရာအတွက်စိတ်ကိုတိတ်ပြီးတော့မပင်ပန်းခံပါနဲ့တော့ဘဝကတူတောင်းပါတယ်မလိုအပ်တဲ့အပူတွေကိုတည်ရင်ကိုယ့်ရဲ့အပြုံးတွေကိုမပြောက်ပါစေနဲ့နောက်ဆုံးအနေနဲ့ဒီအတန်ကိုနားထောင်နေတဲ့အားလုံးကိုတစ်ခုပဲပြောချင်ပါတယ်အေးချမ်းတဲ့ဘဝဆိုတာကပြဿနာမရှိရဲ့ဘဝမဟုတ်ပါဘူးပြဿနာတွေရှိရင်လည်းဘယ်အရာကိုလက်ထဲမှာစုပ်ကင်ထားရမလဲဘယ်အရာကိုပြုံးပြုံးလေးနဲ့လွှတ်ချရမလဲဆိုတာကိုသိလာတဲ့ဘဝပါပဲဒါကြောင့်ဒီနေ့ကစပြီးတော့လူတိုင်းကိုကျေနပ်အောင်မကြိုးစားပါနဲ့အရာအလုံးကိုထိန်းချုပ်ဖို့လည်းမကြိုးစားပါနဲ့မဖြစ်သေးတဲ့အရာတွေအတွက်လည်းကြိုပြီးတော့တွေးဖို့မနေပါနဲ့ကိုလုံးတင်တာကိုအကောင်းဆုံးလုပ်ပါကျန်တာကိုတော့ကံကြမ္မာအတိုင်းအချိန်အတိုင်းပဲထားလိုက်ပါတနေ့ကျရင်မင်းတတိထားမိလာပါလိမ့်မယ်စိတ်ချမ်းသာတဲ့သူတွေကအရာအလုံးကိုရထားလို့မဟုတ်ဘူးမလိုအပ်တဲ့အဘူးတွေကိုမသေးဆောင်တော့လို့ပါဒါကြောင့်ဘဝကိုပေါ့ပေါ့ပါပါဖြတ်တန်းမှာလူတွေကိုချင်းနာနာဆက်ဆံမှာကိုလည်းနူးနူးညံ့ညံ့ဆက်ဆံမှာပြီးတော့အရာအလုံးကိုစိတ်ထဲမှာမထားတော့ပဲအပူမယူတတ်တဲ့သူတယောက်ဖြစ်အောင်တစ်နေ့ထက်တစ်နေ့ပို့ပြီးတော့ရင်းချက်လာအောင်ကြိုးစားကြည့်ပါနားဆင်သူပရိသတ်ကြီးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပြီးတော့ကျမ်းမာချမ်းသာတဲ့ဘဝကိုပိုင်ဆိုင်နေကြပါစေရှင်